စိတ်တက်ကြနေချိန်တွေစိုးရိမ်နေချိန်တွေစိတ်ဖိစီးမှုများနေချိန်နဲ့အရက်ဆေးလိပ်အတောက်များတဲ့အမျိုးသားတွေမှာပန်းသေးပန်းညိုးနဲ့တုပ်လို့မြန်တာတွေဖြစ်တတ်ပါတယ်ဒီလိုဆိုရင်မိတ်ဆွေပါလုံးမှာလဲ online ပေါ်ကစေဝါတွေမိဝဲမှာလားအားကစားလုပ်ပြီးပြန်ကျန်းမာအောင်လုပ်မှာလားစေကံပြမှာလားဒါတွေတခုမှမလိုအပ်ပဲလုပ်လို့ရတာလေးတွေကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်ခင်ဗျာယနေ့ပြောပြပေးမှာကတော့တုပ်လို့မြန်မှုကိုအကောင်းဆုံးလေ့ကျင့်ခန်းအနေနဲ့ပြောပေးပါမယ်တင်3မိနစ်တမဘဝကနေကျွတ်အောင်လို့လုပ်ရမယ့်လေ့ကျင့်ခန်းက9မိနစ်စာပဲကြာပါတယ်။တစ်နေ့9မိနစ်ပဲလုပ်ရင်တွေးလည်ပတ်မှုကောင်းအားမှန်ပြန်လာပြီးတောင့်တင်းမှကြောတာအတွက်ပါအထောက်အကူဖြစ်တတ်ပါတယ်။လုံနီးကလည်းလွယ်ပါတယ်။စီးသွားတာမှာတခဏထိန်ပြီးပြန်လွတ်အဲ့ဒီအတိုင်းလေ့ကျင့်တာပါ။စီးသွားနေရင်ကနေစိတ်ထဲကနေမှတ်ပါတစ်ခါမှာ9စက္ကန့်ဆွဲပြီး9စက္ကန့်လွတ်တစ်နေ့10ချိန်ပဲလုပ်ပါ။ဒီလေ့ကျင့်ခန်းကိုတစ်ပတ်ကြာစမ်းကြည့်ပါတွေးလည်ပတ်မှုကတကယ်ကောင်းလာမယ်။ကျမ်းမာပြီးယုံကြည်မှုရှိတဲ့ယောက်ျားဖြစ်ချင်ရင်တဘာဝကိုဖော်လို့လုပ်ပြီးနောက်ဗီဒီယိုတွေကိုကြည့်ပေးပြီးတင့်ညီလေးကြီးထွားကျန်းမာလာအောင်လုပ်လို့ရပါတယ်